အခုကကျွန်တော်ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Apple Hill ကိုရောက်နေတာပေါ့နော်။သူကဟိုတောင်ပေါ်ဒေသလေးတစ်ခုပဲเนาะ။အဲ့မှာ Apple Hill ရှိတဲ့နေရာမှာသူကထင်းကျူးပင်တွေဝိုင်းနေရပေါ့။အဲ့ထင်းကျူးပင်တွေကိုသူတို့ကဒီမှာအရန်တန်မှုထားရကွာ။ထင်းကျူးရဲ့အဲ့လိုမျိုးလုံးပတ်ကွာ။လုံးပတ်ဆိုရင်ဒီလိုမျိုးအကြီးပဲကွာ။လက်ဟိုနှစ်ယောက်ဖတ်စာလောက်ရှိတယ်။ဟာထင်းကျူးအသားကောင်းရင်ဟောကြောက်အပင်အမြင့်ပတ်လက်လာမကြည့်ပါရကောင်းမောရုံနဲ့မရထင်းကျူးပင်တွေကြားထဲမှာကျွန်တော်တို့ရောက်နေတာပေါ့နော်ဒီ Apple Hill ကတော့ဟိုပန်းဒီဂျန်ပေါ့နော်ပန်းဒီဂျန်ဒါပေမဲ့ဒီထင်းကျူးပင်တွေရဲ့သဘာဝအထဲမှာအဲ့လိုဒီ4ရာဒီရဲ့ vibe နဲ့ဆိုအရမ်းမိုက်တယ်ကွာဒီလားဟိုနေအောင်ကြီးလေးကအဲ့လိုမျိုးထင်းကျူးတော့လေးကိုကွက်ပြီးတော့နည်းနည်းလေးထိုးထားတယ်နည်းနည်းတော့မဟုတ်ဘူးเนาะဒါမှထိုးထားတယ်ပြီးတော့အေးလည်းအေးနေတယ်ပြီးတော့ထင်းကျူးတော့လေးထင်းကျူးပင်တွေအများကြီးရှိရပါဟိုအောက်တွေမှာဟိုဘက်အောက်တွေမှာကျွန်တော်ကမတွားကျင်တော့ဘူးပေါ့နော်ထင်းကျူးပင်တွေအများကြီးရှိတယ်ရမ်းမိုက်တယ်ခြေရန်ခြေလိုမျိုးအောက်ကလည်းအဲ့လိုမျိုးအိမ်အောင်စီအဲ့ဒါမိုက်တယ်နော်အေးဒီတစိမ့်ဒီကန်50မိုက်တယ်ဒီအလားဦးမတော်နဲ့တက်ဆိုင်ဒီလားဦးမတော်နဲ့တက်ဆိုင်အထဲမှာနိုင်လေးရှိရသလားမီနီယေချာပုံစံလောက်ထားတဲ့ဆိုင်လေးပေါ့နော်မိုက်ပါတယ်မီနီယေချာကတော့ချိတ်တဲ့ဟာလေးပေါ့နိုင်နဲ့အများကြီးပဲဆိုစီချိတ်ဖို့လည်းတွေ့ပါကြံဖန်ပြီးတော့လောက်တာချစ်စရာလေးဒီချစ်စရာလေးလူတွေများကြီးပဲဒီနေ့စနေတနင်္ဂနွေမဟုတ်သေးဂျားနေတောင်လူတွေအများကြီးပဲနော်စနေတနင်္ဂနွေဆိုကြက်သိမ့်နေမှာဒီမှာဟို Apple Donuts ပြဒီတော့အဲ့ Apple Donut တန်းစီရမယ်တင်လေစားမလားစီးကြိုသမားလေးစီးကြိုသမားလေး Apple Donuts plain ရတယ်ဟို cream ရတယ် glaze cinnamon ဘယ်လောက်လဲ9ချက်အခု9ချက်ဈေးကြီးတယ်4 or is the glaze ဒါဆိုလေးဟိုတစားစင်၄မျိုးဟောအေးပါလေးတစ်မျိုး၄ခုပါ18ချက်စားမလားစားမယ်လေစားမယ်လေစားကြည့်မယ်လေဒါစင်ဒါစင်မဟုတ်နည်းနည်းပဲဝင်မကောင်းလေညောင်းလုံးစီးကြည့်တယ်စားကြရုပ်စားကြရုပ်လောက်တာမိုက်တယ်မအိုင်နာလေးဖတ်တော့တယ်မိုက်ကြောက်စရာပါရီတီဆော့ထားရတာပန်းတီးဒါတော့ organic ပေါ့နော်organic တိလေးတွေနော်ရကြနော်ဂျိုလေးဒီကတော့ပါမို့တဲ့ထည့်ပြီးတုပ်ထားတဲ့ဂျိုလေးpepper jelly လို့ပါလို့လေမင်းကားလို့ရနော်တခါကြမှမသိတော့ဒါလည်း bleach ခီကိုပန်းဒီ flavor နည်းနည်းပါတယ်အဲ့လို bleach ဘီ
ဒီက high hay ranch ဆိုတာဒီကဟုတ်တယ်နော် အပေဆော့ Pandy ဟိုလေ Pandy butter ဟုတ်ပဲ Pandy top နှစ်ချက်ကြော်ပဲနော်ပန်းတီထောပိုက်တော့ရတာဘယ်လိုနေလဲမသိဘူးနော် ဒီ ပုံမှန်တွေ့ရပန်းတီဆော့ Pandy ခွန်ခွာရ Pandy ခွန်ခွာ ဆက်ပါလေဘာဘာကြီးလဲမသိဘူး အပက်ပိုင်းကိုအပေါ်အထဲမှာထည့်နေအစာပလာကြီးပေါ့အဲ့ဖိနေလို့ရဟာနော် chocolate apple chocolate donut ဒီက crunch donut ပေါ့နော်ကျွန်တော်တို့ကအမှန်တကယ်ကတော့ဒီမှာလာ try တာပေါ့နော်တကယ်ကတော့ကျွန်တော်တို့နှစ်ယောက်လုံးကဖြစ်ကတော့မသိသေးဘူးဝက်ကလေးကတော့မသိသေးဘူးကျွန်တော်ကတော့ pre-diabetes ရှိရယ်ကွာကျွန်တော်ဒါတွေစားလို့မရအောင်ဒါပေမဲ့လာပြီးတော့ try နေနေပဲဆိုတော့တယောက်တစ်ခုပဲစားရပါတော့အမှန်ကတော့တချို့လူတွေကဒါဇန်နေပါလေဝယ်ရယ် အချိုးတော့နည်းနည်းပါဟိုရိုးရိုးဒိုးနာလို့ရမ်းမချိုး မဆိုးမိုက်ရဟောင်း ပုံမှန်အရင်ဒိုးနာလို့မျိုးဆိုတော့အရန်ဒိုးဟိုကတိတ်မချိုး ဟောင်းပါလားဟောင်း ဒိုးနာ ဟုတ်ကဲ့ပါမယ် ကောင်းတယ်ခက်တယ်များ5 minutes ရှင်းလမ်းပါ အားရပါအောင်နော်ပြီးရင်ရေဝယ်တော့အောင်ပါနော်